ခေတ်မီလုံခြုံရေးနည်းပညာတွေအားနည်းနေသေးတဲ့လွန်ခဲ့တဲ့ဆယ်စုနှစ်တွေမှာဒီဘေးနဲ့ခိုးမှုဘေးစတဲ့အန္တရာယ်တွေဟာမြန်မာပြည်သူတွေတိုင်းရဲ့လုံခြုံရေးကိုအလွယ်တကူထိုးဖောက်နိုင်ခဲ့ပါတယ်။ဒါကြောင့်တမိုးကြီးပစ္စည်းတွေနဲ့စာရွက်စာတမ်းတွေကိုစိတ်ချလက်ချထားရှိနိုင်ဖို့အတွက်နည်းပညာအားနည်းမှုတွေကြောင့်အဖို့တန်မွေးတွေစာရွက်စာတမ်းတွေနဲ့ပိုင်ဆိုင်မှုတွေကိုလုံခြုံထိန်းသိမ်းထားနိုင်ဖို့အတွက်ကကျွန်တော်တို့အတွက်အကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။အခုလိုလုံခြုံရေးအခက်အခဲတွေနည်းပညာအခက်အခဲတွေကိုဖြည့်ရှင်းဖို့အဖြေရှာရင်းနဲ့ Lexo brand ကိုကျွန်တော်တို့ဖန်တီးခဲ့ပါတယ်ခင်ဗျာ။ Lexo brand ရဲ့ရည်ရွယ်ချက်ကတော့၃ချက်ရှိပါတယ်။ပထမဆုံးတစ်ခုအနေနဲ့မိတ်ဆွေတို့ရဲ့တန်ဖိုးကြီးအဖို့တန်ပစ္စည်းတွေကိုကာကွယ်ပေးဖို့ဒုတိယတစ်ချက်အနေနဲ့ကျတော့ကျွန်တော်တို့လူနေမှုအဆင့်အတန်းတွေကိုမြင့်တင်ပေးဖို့နဲ့တတိယတစ်ချက်ကကျတော့ရည်သွေးမြင့်မာပြီးတော့ယုံကြည်စိတ်ချရတဲ့လုံခြုံရေးကိုပေးဆွနိုင်ဖို့ပဲဖြစ်ပါတယ်။ Lexo brand ကို2020ကနေစတင်တည်ထောင်ခဲ့ပြီးတော့ luxury safe box တွေအပြင် furniture နဲ့ home accessories တွေကိုလည်းတင်သွင်းရောင်းချခဲ့ပါတယ်။ Lexo brand ဟာဆိုလို့ရှိရင်မြန်မာနိုင်ငံမှာပထမဆုံးအနေနဲ့ digital safe box တွေကိုတင်သွင်းဖြန့်ဖြူးခဲ့တဲ့ brand တစ်ခုပဲဖြစ်ပါတယ်ခင်ဗျ။အခုဆိုရင်အနေနဲ့ရရက်ကနေဝယ်ယူအားပေးတဲ့ customer တွေရဲ့ယုံကြည်အားပေးမှုတွေကြောင့်9နှစ်ကျော်ကာလတစ်ခုကိုဖြတ်သန်းလာနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ပိုင်ဆိုင်မှုတွေကိုပိုမိုလုံခြုံစိတ်ချရစေဖို့တာမန် safe box တွေရဲ့လုံခြုံစိတ်ချမှုတွေအပြင် fingerprint system ပါတဲ့နည်းပညာမြင့် safe box တွေကိုလည်းပေးဆွနိုင်ခဲ့ပါတယ်။ဒါအပြင်တန်မိုးကြီးဆင်ရွှေရတနာတွေကိုတစ်ခေတ်ဆုံးချုံမှုတန်ကနေကာကွယ်ပေးဖို့အထူးထုတ်လုပ်ထားတဲ့ jewelry safe box တွေကိုလည်းပေးဆွနိုင်ခဲ့ပါတယ်။ customer တွေတက်ကိုလည်းအမြဲတမ်းအလေးထားစဉ်းစားပြီးတော့ free delivery, free labor ပေးဆောင်ခြင်းတွေအပြင်နောက်ပိုင်းမှာ warranty ကာလအတွင်းအပေါ်ပစ္စည်းတွေကိုအခမဲ့တက်ဆင်ပေးနိုင်ခဲ့ပါပြီ။ customer တိုင်းရဲ့စကားသံတွေကိုအမြဲတမ်းနားထောင်ပြီးလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရရှိတာကြောင့် Lexo brand ဟာ customer တွေရဲ့ယုံကြည်အားပေးမှုတွေကနေပေါ်ပေါက်လာတဲ့ brand တစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့် Lexo brand ဟာမိသားစုတိုင်းရဲ့လုံခြုံစိတ်ချမှုအတွက်ဒီတစ်ခုဖြစ်လာတော့ပါတယ်ခင်ဗျာ။